တဲ့ဟုတ်ပါလေလာပါပြီရှင်ဟာအော်စစ်စရာလေးစားကြည့်နေပြီအာဟာရဖြစ်ပြီးစိတ်ကြိုက်ရွေးချယ်စားနိုင်လို့လူတိုင်းကကြိုက်ကြတယ်လေကျမကိုယ်တိုင်လည်းကြိုက်ကြိုက်ဒါဆိုသူကဟော့ပေါ်ကြိုက်တဲ့ထဲမှာပါတယ်သဘောရှိတယ်နော်ဟမ်ဟော့ပေါ်ကြိုက်တယ်ဘယ်သူပါလိမ့်အားလုံးကိုတန်စင်နေနဲ့ဖြော်ပြပေးနေရသူမို့ဒီကဝန်းစာကိုနီးလန်းမျိုးစုံနဲ့ဖြည့်ဆည်းထားတယ်ဒါပေမဲ့လေဒီလိုတောက်ပတဲ့ body shape လေးကိုထိထားဖို့ကျန်းမာရေးတော့လိုက်စားရတာပေါ့နော်အခုတော့ The Max Singer စင်မြင့်တက်မှာကိုယ့်ရဲ့ဂီတစွမ်းရည်ကိုထပ်ပြီးပြသရတော့မှာမို့ဟုတ်ပါလေအလွန်ပြောပြီလေမငန်းစာဘူးဟုတ်ပေါ့ သူပြောလိုက်တာကျမနာမည်ဟော့ပေါ့ပါဒါပေမဲ့ဗမာလိုမဟုတ်သူရုရှားလိုမဟုတ်တက်လိုက်တာတနခါလေးဘကွာချာကိုဆွေးမစွာငါအမြဲလေးနဲ့ rap along say တဲ့နှခါလေးငါငိုထိုးပြီးတော့ကြည့်အရွယ်ရောက်တော့လာချင်ပြိုင်အားလုံးတည်းငါဘသူမှမနာကန်းကြီးကိုသွားရတာကြိုက်တယ်ကန်းကြီးကိုကြိုက်တယ်ဆိုတော့ကန်းကြီးရောက်ရင်ရွှေစင်ကဘယ်လိုဝစ်လဲဟော့ပေါ့ဦးတယ်ပဲအဲ့လိုပဲရှောက်ပြေးနေတာဟဲ့ဒါဟောနှစ်ချက်ရှိစုမှာစုံဘူးတယ်လူတွေအရန်ကြက်တဲ့နေရလူတွေ9နှစ်လောက်ကဟာကြီးဒီနဲ့ရောစုံဘူးလားစုံဘူးလားဟိုဟာလေဦးငနဲ့သိတယ်ဆိုတော့ကြိုက်ကူးရေးလားရှိဘူးလားလေဦးငကမေးသွားပြီတော့ဟမ်ဟုတ်အဲ့ဒါအော်လေလူစီးလားသူပဲဒီလူစီးဘူးလားသူပဲလေဟေးဟိုတနေ့ကလေတူစီကပြောတယ်လေသူပဲနော်စိတ်ကြိုက်မြေကြီးပေါ်ကိုချာနေချောင်းနဲ့ရှင်ပြင်းပြင်းကန်ထားပြင်းလာရင်မိုးပေါ်မြောက်လို့ကစားထာဝရပိတ်စပ်ဖို့ငါအသိဖြစ်ခဲ့လေဘတော်မှနေငါချင်းနဲ့ဖူဘလို့ကြိုးစားဖြစ်ဒီထန်ငါပိတ်စပ်ချင်ပေမဲ့လေနောက်ထန်ငါပိတ်ရပါရှိသေးလေဒီထန်ငါရှုံးပိတ်ချင်ပေမဲ့လေနောက်ထန်ထရှုံးရမရှိတော့ဘူးတကယ်အမြဲလိုညထားကြတဲ့အားငယ်ဝမ်းနေမှုညာနဲ့ငါနဲ့ပါတော့ကားရတဲ့ချစ်သူပြင်းပြင်းရှူစားွယ်မြေပေါ်ကြရခါရတဲ့ play ဖြစ်ရဲ့ရင်သူများအတွက်နေလိမ့်မဲ့ကွယ်ထမကန်နဲ့နေပြောမဲ့ဆိုအားလုံးဒုက္ခပဲဟုတ်တယ်ချားစီပြေးတာအားလုံးကိုချင်းကိုပြန်ဆိုရလဲရဆိုခိုင်းတာဆိုရတာဟဲ့လားတပတ်စင်ကပြင်ကတလုံးရောမမီဘူးနော်ကိုပိုင်နဲ့စုံဘူးလေသူမမီဘူးလေကဲမမီရလေဗာလဲလော်တဲမှာလေလော်တဲမှာလေမျက်နှာဖုံးလေးချွတ်ပြပါခံစားချက်နဲ့ကိုက်ပြတဲ့ချင်းလေးတွေပဲဆိုတာဟုတ်တယ်မလားကိုခံစားချက်နဲ့ကိုက်ပြတဲ့ချင်းလေးတွေလေဖီးလာတဲ့ချင်းပဲဆိုတာ Shine bright tonight you and I we're beautiful like diamonds in the sky I do want so our life we're beautiful like diamonds in the sky ဗျာလားနဲ့ဆိုတာစားရရှိတယ်လားနဲ့ပဲရှိစားရှိဘူးလေစားမရှိဘူးလားတဲ့စားမရှိသေးလို့အခုချိန်လူပြိုကြီးဖြစ်နေတာဗောဘယ်လိုစားတွေပြမင်းကလူပြိုသားဖြစ်တာဗာရဲကြီးကြီးပြိုကြတယ်ပြောခံဆိုခံလေးပါဟိုနော်အတူတူတပုတ်ပဲဆိုဘူးတာနော်အဲ့ဒါ MD ပဲထွက်ဘူးတာအစမမှာဆိုဖို့ရှိမှညက်ရှိရနော်အားကြီးကြရင်ဆိုပေးအောင်မယ်မှတ်ထားအောင်ကြီးရလို့ကျင်းတဲ့အချင်းတွေကြတော့စုပြီးတော့ဒီရောဘယ်တော့ဝိတ်ရှော့မှာလဲဝိတ်ကရှော့ကြနေရောတူတူရှော့မယ်လေခေါ်နော်ခေါ်မနော်ဘူးမရေမူးကြလို့မားတာလားမားကြလို့မူးတာလားဘူးမားလားမားကျင်လို့မူးတာလားမားကျင်လို့မူးတာပဲနေမားကျင်လို့မူးတာအဲ့ဒါအမှန်ပဲဒီလိုပဲဖေးနာမည်ပါတယ်ဟုတ်တယ်မလားဒီမှာစံနေမြင့်လွယ်တော့သမီးဆိုလဲကွာစံနေမြင့်လွယ်ဆိုဖေးနာမည်မြင့်လွယ်ပေါ့သူလဲလိုပဲဖေးနာမည်စံနေမြင့်လွယ်ဆိုတာဖေးနာမည်ပါတယ်
ဦးစံဒီရဲ့သမီးလား ဟုတ်ကဲ့တော့ မျက်ခြေမပြတ်စောင့်ကြည့်နေရနော်ဒီဟာလည်းကြည့်နေတယ်မပြောသေးဘူးအဲ့ဒီစာနေရအကုန်ဆွဲစားပြလိုက်မယ်ဒီချာစဉ်းစားအောင်နော်ပြောရရှော့ထိတ်တိုက်တွေ့ဖို့လားပြင်ထားကဲဒါသားရဲ့လောက်ပါနဲ့ခုမှဘာကြောက်ပါပြီလေဟေးလောက်ပါနဲ့စိတ်ရှိလက်ရှိပြုတ်စားလိုက်ရရင်တော့ဖြစ်အိတ်ကူးတွေတိတ်ရင်နေနဲ့ရုံမယ်ဟော့ပေါ်ရဲ့အတွင်းအားကိုခံစားကြည့်လိုက် အတူတီဆိုရှင်ပြိုင်မဲ့တချင်းလေးကတော့တကယ်ပဲလဲနေမချစ်ဖဲနဲ့ တကယ်ပဲနေမချစ်ဖဲနဲ့ကစားကြတယ် တော့ပါစပါကြရဲ့ ကွယ်အမောကေမမလုံးလာရှုံးရတဲ့ဆုံးလို့ပါတကယ်ပဲနေမချစ်ဖဲနဲ့လာပြီးတော့ညောင်းချင်နေ Oh you know not no champion don't be no low how down the hardy come the head bim bim my chili down the hardy come the head bim bim my chili dig ba me chide ma pian le song zi me the loving shampoo I'm the night on kapachi ga chin ni de daman me la chit ye ကဘာကြီးကကျင်းနေဆိုတဲ့တချင်းလေးဆိုပါလားကဘာကြီးကကျင်းနေဆိုဘသူ့ကိုများလိုက်ရှာလို့လဲတွေ့ရောတွေ့လား ခုမှရှာမလို့ရရှိသေးကိုရီတက်တာဝီးနေရပါကိုထွန်းတော့ရမ်းလို့ပါရဲ့နော်ဘယ်တော့မှ အာ ဟော့ပေါ်လေးကလေဟိုမတ်နာထဲမှာဒီနဲ့လေတွေ့ထားတယ်နောက်ဆုံးကလေဖျားမှာဝင်ခံလိုက် ဖျားရဖျားလို့ပဲဖျားလေ အဲ့မှာလေသူတယောက်တည်းလေရလို့လောက်ညာ ဟုတ်လို့လား ဟောပေါ်လေးရလေဟိုဟာမျိုးသားရှိရမလားမျိုးသားရဲ့အရင်ချစ်ချင်းကိုခံရတာလေ အာ မိသားလည်းရှိရဲ့မိသမီးလည်းရှိရဲ့ လူသားကြီးရွယ် ဟလာအေး ကြီးရွယ်လူသားကြီး ဘာကြီးတော့ တဲတဲ့လူသားကြီးဟမ် ဘာကြီးတော့ ဟုတ်လေဟိုဂျင်းတွေပါဆော့တော့တဲ အော်ဟုတ်လို့ ထောင်းထောင်းထောင်း ဟော့ပေါ်နဲ့သူရဲကောင်းကြီးတို့ရဲ့အကျိတ်နဲ့တီဆိုရှင်ပြိုင်ကြမယ် Battle Song ရှင်ပြိုင်မှုပဲဖြစ်ပါတယ် အမေဆုံးပြီးပညာမဆုံးနဲ့ဟုတ်ပါလေလာပါလိရှင်ဟာဘယ်လိုလဲမလောက်လေးမလောက်သာဟုတ်ပါလေပါလားကိုတိတ်အထင်ကြီးနေပါလားသူရဲကောင်းကြီးရဲ့သူရဲကောင်းတော့ကတော့ဟုတ်ပါအိုးရင်ထက်ပြုတ်ပြလိုက်ဟုတ်ပါရဲ့တနားတယ်လုံးဝမကြောက်ကဲဒါဆိုလဲဟုတ်ပါအစားကိုရေးကြည့်လိုက်ပါဦး ကြောချမ်းတယ်သူရုပ်ကြီးလည်းကြည့်ဦးနော်ကိုပန်းကတော့ချမ်းသာပြီနော်ဘယ်ဟောပေါ်ကျွေးမယ်ကဲ လေမနာနဲ့လေ ဒယ်ဒီတဲ့ဟုတ်လားဒယ်ဒီတဲ့ဘဝပေးရဟောပေါ်လေးကိုကိုထွန်းတို့ကနီနီခေစော မစားလေးရလေ မစားလေးကနီနီခေစော ငွေစင်လိုက် ဒီတီကငွေစင်လိုင်းနဲ့ဥက္ကကနီနီခေစောဆိုပြီးတော့အတီးတီခံမလာကြပါတယ် ကျွန်တော်ပြောင်းတယ်ကျွန်တော်ငွေစင်လိုင်းပြောင်းသွား ဒီ
ဒီတစ်ပုတ်ချင်းဘယ်သူလဲဆိုတာကိုသိကျင်နေကြပြီဖြစ်လို့ဟုတ်ပါလေဒီတစ်ပုတ်ချွတ်ပြဖို့အတွက်နောက်ကိုခဏလေးလှည့်ပေးပါ ဟေး ဟုတ်တယ်လက်ကတက်တဲ့သူ့ရဲ့လက်ကိုကြည့်လိုက်သူ့လက်သေးသေးလေး last minute ကျမှဘာလို့ပြန်ပြောင်းလိုက်တာလဲခုနအတီးကိုဇဝေဇဝါဖြစ်နေတယ်ကိုတို့ဇဝေဇဝါဖြစ်နေတယ် ဟုတ်နောက်ဆုံးဒီတစ်ခါမတိုင်ဟိုတစ်ခါပြောပြီးကြတဲ့ကအဲ့ဒါတေးချသွားပြီးတော့ page မှာသွားကြည့်ပြီးသွားပြီအခုအတန်တွေလည်းတိုက်ပြီးသွားပြီဒါပေမဲ့နည်းနည်းလူပေါင်းမားသွားတာပေါ့နော်လူပေါင်းမားပြီးတော့ကိုယ့်ကိုပဲနေတော့မယ်ဆိုပြန်နေလိုက်တယ်မှန်တော့ အခုစီကဒီထဲမှာကြောက်တာပဲဒီတယောက်ပဲရှိအောင်ခဏစုံတယ်အဲ့တော့မိသွားတော့မလားမသိဘူး မိပါလေ ပရိစိတ်ရဲနဲ့တော့မှတက်တဲ့မကြည့်ရဘူးဟိုဘက်လေးကိုလှည့်စိတ်ငါနောက်နေကျရင်သူနဲ့တွေ့ရအောင်ပါဗောခိုင်ငါ့ကိုမိသွားတော့မယ်ထင်တယ်ဗောအဲ့ဒါကြောက်နေကိုမိုင်39နှစ်ပြည့်မွေးနေ့ကတနေရာမှာမွေးနေ့လုပ်တယ်အဲ့ဒီနေရာမှာကိုစင်တော့ entertainment လုပ်တာအဲ့ဒီ39နှစ်ပြည့်ကိတ်လေးကိုပြောပြမယ်ဒီလိုဝိုင်းဝိုင်းလေးကိုမှ39ဆိုပြီးနေတာ ဟုတ်တယ်ပြီးတော့ပါမှာဟုတ်တယ် ကျွေးတင်တယ်ကျွေးတင်တယ်ကျွေးတင်တယ် ကျွေးတယ် စားကြပါဘယ်မှာစားကြမှာ ရကြိုက်တဲ့နေရာမှာစားပြီးရမယ် တော့လိုက်စားမယ် တက်တယ်ရှိရနော်အိုးအဲပါနော်အိုးအဲပါ ဝေဒနာပဲကြွေးပါလေသူတို့ကအမြဲကပ်ပါ ဟော့ပေါ့ဝစ်စုံလေးကိုစပြီးတော့မြင်လိုက်တဲ့ချိန်မှာကိုယ့်ရဲ့နာမည်လေးကလည်းဟော့ပေါ့ပေါ့နော်ဝစ်စုံလေးကိုမြင်တဲ့ချိန်မှာဟဲချစ်စရာလေးတော့ရောင်သွေးလေးကလည်းစိုးပြီးတော့နေစင်ကကြက်မဲအရမ်းကြိုက်တာလေကြက်မဲတွေမျိုးပျော်သွားဟဲကြက်မဲတွေလည်းပါတယ်ပေါ့ဟော့ပေါ့ဆိုတဲ့နာမည်ကိုကြားရနေတာမှာတကယ်ကိုအရန်ပျော်ရပြီးတော့မှအပြင်ကတကယ်ငွေစင်းရဲ့ပုံစံနဲ့တော်ထပ်တူကြတယ်နော်ငွေစင်းတော့လိုက်ဖက်ပါတယ်ဒါပေမဲ့တကယ်ဝတ်တဲ့အချိန်ကျတော့အိုးလားနာမည်နဲ့အရန်လိုက်တယ်ဟော့ပေါ့ဆိုတာဒါပဲပြုတ်ထားသလိုပဲမီးမမြတ်ရောက်တယ်ပဲကျတော့တယ်အဲ့ဒီရဲ့အောက်မှာနေပြီးတော့ပလေးဟော့ပေါ့ရဲ့တကယ်ဟော့ပေါ့ပဲ အဓိကနီနီနဲ့တူတယ်ဆိုပြီးတော့ပြောကြတာ။ဒီစပြန်ရမယ့်ချင်းလေးစီရလာတဲ့အချိန်ကြီးကြုံလို့ကပါတော့တွင်းနဲ့တွင်းရောကိုကဘယ်လိုမျိုးပုံစံဆိုရင်သူတို့ကိုတေးမှားသွားနိုင်တယ်ဆိုလို့ဆိုတာပဲ။စီထဲမှာထည့်လိုက်ပြီးယူစားလေးတွေကစားလုံးဝခုတိကြောက်ဆိုနေတယ်ဆိုတော့ဟာနီနီနဲ့မှားလို့ဆိုတော့အဲ့မဲ့ဝေးရဲ့အချိန်ကပုံမှန်နေပြတာရှက်တာနဲ့ strong ဖြစ်တယ်။နီနီကကျတော့ချိုးပြီးတော့သူကမြင်လာတော့ချုံရအမြတ်ပေါ့နော်။ဒီချိန်မှာငါ့ကိုမှားတော့ငါဘယ်လိုပဲနေငါချန်ပီယံလိတက်သူတို့ကိုမမမီပဲတေးမှပေါ်လာမှနဲ့တော့နိုင်ပြည့်တယ်နိကေဆိုရဲဆိုပြီးဒီတော့ထည့်ပြီးဆိုရဲဒါပေမဲ့ဆိုရဲချကြပေါ်လာအချို့ရတော့ဘယ်လိုတိုင်မှတ်ပြီးကြပါနဲ့စသချင်းတက်လိုက်တဲ့နဲ့တကယ်ဒီကျမြင်တဲ့ဒီဇိုင်းမဲ့တင်ပေးတဲ့အပေးခဲ့တဲ့မိသားစုတွေဆိုဒီဒီ Tego dane quebo mimchane Olai madrin ritata mishapa Tuendolo tata de Leimaye midra peche show Pomachane Nivame shandwame